မိတ်ဆွေတို့ဒီဗီဒီယိုဖိုင်လေးကိုတေချာကြည့်သွားကြပါဦးပြီးလို့ရှိရင်ကျွန်တော်ပြတ်ပတ်ဖို့ရုံကြည့်လိုက်ပါဦးအခုမိတ်ဆွေတို့မြင်တွေ့နေရတဲ့ဗီဒီယိုဖိုင်လေးကတော့အမေရိကန်နိုင်ငံကအသားထုတ်လို့ကုမ္ပဏီတစ်ခုရဲ့ဒါစက်ရုံကြီးအတွင်းပိုင်းတွေကိုဒါရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုရိုက်ကူးခဲ့တဲ့သူကတော့ဒါလော်သမားဟောင်းတူဖြစ်ပါတယ်ဘလို့ရည်ရွယ်ချက်နဲ့ရိုက်ကူးခဲ့လဲဆိုတာတော့ဒါမိတ်ဆွေတို့အနေနဲ့ကိုယ့်အကိုယ်စဉ်းစားကြပါဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့လူမှုကွန်ရက်ပေါ်ကလူတန်းပေါင်းများစွာမေးခွန်းထုတ်နေကြပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ပြောပြဖို့တော့လုံးဝမထင်ပါဘူးကမ္ဘာအကြီးဆုံးအသားထုတ်လို့ကုမ္ပဏီတွေကစက်ရုံကြီးတစ်ခုရဲ့ဒါစက်ရုံအတွင်းပိုင်းတွေကိုမိတ်ဆွေတို့အနေနဲ့ကြည့်လိုက်ပါဦးဘာကြောင့်လူတွေမေးခွန်းထုတ်နေရဆိုတဲ့အကြောင်းလေးကိုအတွင်းထဲမှာဆိုလို့ရှိရင်အသားထုတ်လုပ်ပြီးတော့တလိမ့်ဆန်တွေရဲ့ကြန့်ရှိနေတဲ့အတွင်းကြံတွေစက်ပစ္စည်းအခြေအနေတွေလုပ်ငန်းခွင်ရဲ့ပတ်ဝန်းကျင်တွေကိုဒီမြင်ကွင်းတွေကိုမြင်တွေ့ရပြီးတော့လူများကအားသင့်ဝေဖန်နေကြပါတယ်တချို့လူတွေဆိုလို့ရှိရင်ငါတို့စားနေရစားစာတွေကဒီလိုအခြေအနေကြီးလားကုမ္ပဏီကြီးတွေကိုဘယ်လိုစစ်ဆေးပြီးတော့ဘယ်လိုစောင့်ကြည့်နေကြရလဲစတဲ့မေးခွန်းမျိုးတွေဒါလူမှုကွန်ရက်မှာပြန့်နှံ့နေတာပဲဖြစ်ပါတယ်ဒီစက်ရုံဆိုလို့ရှိရင်အသားအတွက်မဟုတ်ဘဲနဲ့ကြန့်ရှိနေတဲ့အစိတ်ပိုင်းတွေကိုဥပမာတစ်ခုကရိုးတို့အရေးပြားတို့ဒီလိုຢာတွေကိုပြန်ပြီးတော့ပြုပြင်ပြီးတော့ဒါထုတ်လုပ်တဲ့စက်ရုံနေရာတစ်ခုလည်းဖြစ်ပါတယ်အဲ့လိုမျိုးတွေပြောဆိုပြီးတော့လေတချို့လူတွေကအကောက်ဝဲပြောဆိုနေကြရလေရှိပါတယ်စက်ရုံအနေနဲ့ကလည်းဒီဗီဒီယိုဟာဒါအဟောင်းဖြစ်နိုင်ပြီးတော့လက်ရှိမှာဆိုလို့ရှိရင်လည်းစက်ရုံအနေနဲ့စနေချက်ထုတ်လုပ်နေတယ်လို့ဆိုထားပြန်ပါတယ်ဒါပေမဲ့လူတွေစိတ်ဝင်စားနေတဲ့အဓိကအချက်ကတော့ဒီဗီဒီယိုဟာအမှန်တကယ်အတိတ်ကဖြစ်ရလားဒါမှမဟုတ်လက်ရှိအချိန်ထိကိုပဲစက်ရုံမှာဒီပုံစံတိုင်းရှိနေသေးရလားစတဲ့မေးခွန်းတွေကိုလူတွေကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်စက်ရုံအကြီးစားတစ်ခုအနေနဲ့ထုတ်လုပ်မှုမြန်ဆန်ဖို့အရေးကြီးသလိုအလုပ်သမားတွေရဲ့လုံခြုံရေးစားသုံးသူတွေရဲ့ယုံကြည်မှုကိုထိန်းသိမ်းဖို့ဆိုတာလည်းအင်မတန်အရေးကြီးပါတယ်ဒီဗီဒီယိုဖိုင်လေးကကျွန်တော်စားသုံးတဲ့သူတွေကိုသတိပေးနေတဲ့ဗီဒီယိုဖိုင်လေးတစ်ခုလေးဖြစ်ပါတယ်ကျွန်တော်မြင်ရတဲ့ဇွဲဘောအစားအစာတစ်ခုရဲ့နောက်ွယ်မှာဘလို့တွေထုတ်လုပ်နေလဲဆိုတာကိုမေးခွန်းထုတ်ဖို့လိုအပ်ပါတယ်မိတ်ဆွေတို့အနေနဲ့ကဒီဗီဒီယိုဖိုင်လေးပတ်သက်ပြီးတော့ဘလို့ထင်မြင်မိပါလဲကျွန်တော်ကတော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့တော်တော်လေးကိုလန့်သွားပါပြီမိတ်ဆွေတို့အနေနဲ့ထင်မြင်ချက်လေးကိုကျွန်တော်ကွန်မန့်ပေါက်လေးမှာရေးသွားပေးခဲ့နိုင်တယ်လို့မိတ်ဆွေတို့သိရှိဆိုင်မှာအကြောင်းအရာလေးတွေကိုလည်းကျွန်တော်ဆွေးနွေးပြပါလို့ရပါတယ်ဒါမှလည်းကျွန်တော်မသိရှိသေးတဲ့သူတွေပညာရအောင်လို့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ကွန်မန့်ပေါက်လေးတွေမှာမိတ်ဆွေတို့သိထားသမျှလေးတွေကိုရေးသွားပေးဖို့အတွက်မျက်နှာချက်ခံနိုင်တာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုလည်းကျွန်တော်စားသုံးသူတွေသိအောင်လို့ဒါ sharing လုပ်သွားပေးခဲ့ပြီးတော့နောက်တော့မှသတင်းကြောင်းတွေသိရှိဖို့အတွက်ကျွန်တော်ကောင်းတဲ့ follow လုပ်သွားပေးဖို့လည်းဒါမျက်နှာချက်ခံနိုင်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ